မြင့်ဘက်ကလည်းရှိသေးတယ်ဗျာဒီလားကျွန်တော်တို့ကတော့ယူရသားပဲကြာရင်ကြာတယ်မကြာရင်မကြာဘူးကာပြီးနေစရာလည်းမလိုဘူးအတက်နိုင်ဆုံးတော့အပေါင်းလက္ခဏာဆောင်ပြီးတော့ကျွန်တော်တို့ပြောပြမယ်အမှန်တရားကိုတော့ကျွန်တော်တို့ဖယ်မကျင်ပါဘူးနော်အမှန်တရားကိုတော့ကျွန်တော်မဆန့်ကျင်ပါဘူးအမှန်တရားကိုပြောရမှာဆိုစနာကနှစ်သုံးကြောက်ကြာလဲကျွန်တော်တို့ဒီဘက်ချမ်းပါဆိုကျွန်တော်ပဲရင်းသုံးစပြောတာပါနော်ကျွန်တော်ရင်းသုံးစပြောတဲ့အတွက်ကြောင့်မလို့ကျွန်တော်တောင်းပန်ရတာပါဗျာနော်သူနောက်ဆုတ်နေတာလားကြာတာတော့မဟုတ်ဘူးနော်ကျွန်တော်ပြောနောက်ဆုတ်တာပါနောက်ဆုတ်တယ်ဘာကြောင့်လဲဗမောကအခြေအနေကစကားက21ကြီးမကြသေးရဘာမှမကြဘူးเนาะနောက်ထပ်ကျွန်တော်တို့ဒီ40ခွန်တော့เนาะမဆာလာလားမလာဆာကျွန်တော်တက်တွေတေချာနားမလဲပါဘူးเนาะစားသားရတော့ကျန်တာအများကြီးရှိပါသေးတယ်ကျန်တဲ့နေရာမှာတက်တွေအများကြီးရှိတယ်ဗမောခင်ဗျားတို့မပုံနဲ့အများကြီးကျန်သေးတယ်တက်တွေနေရာအများကြီးကျန်တယ်အခုခင်ဗျားတို့ရင်းခုံနေလားဖိတ်တက်နေလားအားလုံးပဲမင်္ဂလာပါခင်ဗျာမြန်မာ New Challenge Channel ကနေပြီးတော့ပြန်လည်ကြိုဆိုလိုက်ပါတယ်အခုအောက်မှာကျွန်တော်အောက်မှာကြည့်တာမကြိုက်ဘူးဆိုတာမင်းတို့ပဲเนาะကြည့်ရင်လည်းမင်းတို့ကြီးပဲဟုတ်ပါလားနော်မင်းတို့ကြီးပဲနော်အမရင်ခုန်နေလားမကြခင်ရတော့မယ်ဆိုရင်မင်းတို့ခေတ်သစ်တို့ဘာလို့ပြောတာရင်ခုန်နေလားမခုန်နဲ့ခဏနောက်ဆုတ်တယ်ခဏပြန်ရတဲ့နေရာတွေပဲသုံးချက်တော့ဘယ်လိုရှိနေပြီရှေ့တိုးလိုက်နောက်ဆုတ်လိုက်ရှေ့တိုးလိုက်နောက်ဆုတ်လိုက်ဘာကြောင့်ဒါတွေကကြောက်လို့မရဘူးလေဒီကနေပြီးတော့ဒီဘောသဘုံကစစ်သေးကြသဘုံတွေဝင်သွားလားအဲ့တော့အဲ့နေရာတွေပြန်ပြီးတိုက်နေရတာပဲဖြစ်တယ်အဲ့တော့တခြားတက်တွေတဲ့နေရာတွေအများကြီးရှိသေးတယ်စစ်ရဲ့သဘောတရားရနေအမြင့်တက်ကြရှိမယ်တော်တော်လည်းပဲကျွန်တော်တို့ကတော့ကံဝါဒကိုယုံကြည်တယ်ကျွန်တော်ဒီကံဝါဒကိုယုံကြည်တဲ့ကျွန်တော်ဗုဒ္ဓဘာသာတရားဖြစ်တယ်အဲ့အတွက်ကြောင့်မလို့မိမိရဲ့လုပ်နေတဲ့သမျှအရာအလုံးဒီမိမိအတွက်မနှက်ဖြင်ဟာကံတရားဖြစ်တယ်ကံတရားဖြစ်တဲ့အတွက်ကြောင့်မလို့အခုကျွန်တော်ဗမောကျွန်တော်လေ့လာကြည့်တဲ့အခါမှာအလုံးဒီလုပ်ရက်တွေတအားကောင်းတယ်ဒါဟာကံတရားပဲဒီနေ့လုပ်တဲ့အလုပ်တွေမနှက်ဖြင်အတွက်ကံတရားပဲအဲ့တော့ဒီနေ့မှာလုပ်သမျှအလုပ်ကိုအာယုံစူးစိုက်ပြီးတော့လုပ်သမျှအလုပ်ကိုအလုပ်ကိုမိသားစုအလုပ်ကိုညီရင်းကိုလို့ဆိုတဲ့စိတ်နဲ့လုပ်ပါလောက်ကောင်းကောင်းရဲ့အနောက်မှာကန်ဆိုတာအမြဲတမ်းပါလာပါတယ်နော်ကဲဟုတ်ပြီအဲ့ဒါကတော့ဒီဗမောအခြေအနေပေါ့ဗျာနော်ဟုတ်ပြီနောက်ထပ်ကျွန်တော်တို့ကောင်းတဲ့နေရာလေးပြောဆိုမရရအခြေအနေတော်ကောင်းတယ်တော်ကောင်းတယ်မရရခင်ဗျားတို့ဒါမရရနဲ့ပတ်သက်လာရင်ခင်ဗျားတို့ယုံလိုက်လို့ရတယ်မနေ့ကနော်ညောင်တစ်ပတ်ချင်တယ်ညောင်တစ်ပတ်မှာသူတို့အစည်းအဝေးလုပ်ကြတယ်တဲ့အစည်းအဝေးလုပ်တဲ့နေရာကွက်တီ120နှစ်တင်နော်ကြားလိုက်တာတတော်အစ္စလမ်ဝီသွားတယ်လို့ကျွန်တော်ကြားသိရတယ်နော်အဲ့တော့နေရာတွေနေမြေတွေချက်တယ်အောက်မြေတွေချက်တယ်နော်ဟိုတပုံကိုကောင်းကောင်းဖိစီစီတိုက်ထားနိုင်တယ်တောင်ခမ်းဘက်လည်းအခြေအနေကောင်းတယ်လို့ကျွန်တော်အနေနဲ့ကြားသိထားရတယ်တောင်ခမ်းဘက်လည်းတော့ကောင်းတယ်တောင်ခမ်းကိုမကြခင်တော့မှအကုန်လုံးဒီပါစီရေးအပြည့်လွှမ်းမိုးနိုင်တော့မယ်လို့ကျွန်တော်တို့ကတော့ကျွန်တော်အပေါင်းလက္ခဏာတွေအများကြီးတွေ့ထားရတယ်အဲ့တော့စီရေးအခြေအနေမှာဒီလိုရှိတယ်ပေါ့ဗျာနော်အဲ့တော့စစ်တီရဲ့အနေနဲ့လည်းပြင်နေတာတွေပြင်မှာခင်ဗျားတို့အဲ့ဒီလေယုံတက်တွေကပ္ပစာတို့ခင်ဗျားတို့နောက်တန်းဆိုတာကြီးပဲစဉ်းစားမနေပါနဲ့နော်ဗမောလို့ငါမှနောက်တန်းမရှိဘူးဆိုတဲ့စိတ်ဓာတ်နဲ့ချတဲ့နေ့မြန်မာနိုင်ငံလုံးမှာသပုံဆိုတာမျိုးကအယုတ်တော်ရေးပြမတရားကျွန်တော်နေပါညီလေးမင်္ဂလာပါအေးကိုညီလေးရှိလားနော်တခုလောက်မေးပြစေကောင်းမေးမင်းတို့ကောင်းရေးဆိုညီကိုတဲ့အချင်းနဲ့သုံးသက်ပြပါညီကိုတဲ့အချင်းနဲ့သုံးသက်ပြပါဆိုညောင်ကျိုးကသူ့ရဲ့ညီကိုကအများကြီးလေဗျာညီကိုဟိုနေညီကိုမဟုတ်ကျွန်တော်ကာဆာညီကိုအချင်းနဲ့ညီကိုတဲ့အတင်းနဲ့ပတ်သက်ပြီးတော့ကျွန်တော်လေ့လာနေသေးပါနော်လေ့လာနေသေးပါကျွန်တော်လည်းအကောင်းဆုံးနှစ်ဖက်ဆုံးပြောရမှာပေါ့ဒါပေမဲ့တော့အခုဦးမင်းအောင်လိုင်းအပြောင်းရွှေ့တွေလုပ်တဲ့ထဲမှာလူတော်တွေပါတယ်နော်ကျန်တဲ့သူတွေအကုန်လုံးမပြောနိုင်ဘူးကျွန်တော်ဒီနမခကအခုပေါ့နမခမူကြီးပေါ့စကိုင်းမှာရှိတဲ့နမခမူကြီးတကယ်လူတော်တယောက်လို့ကျွန်တော်ကြားသိရတယ်သူရဲ့ဒီသူဆောင်ရွက်ခဲ့တာတွေကအစပေါ့နော်ရေးချင်းတွေကိုကျွန်တော်ကြားသိရတယ်စစ်တပ်ရန်တော်လို့ကျွန်တော်ကြားသိရတယ်နော်အဲ့တော့အခုအပြောင်းရွှေ့ထဲမှာအဲ့ခန့်လိုက်တဲ့နမခအတိုင်းမျိုးကတော့လူတော်ပါအောင်စီရဘေရနော်အောင်စီရဘေရတယ်တက်ချုပ်မင်းကြီးတွေဖြောက်ပေးပါအခုတက်ချုပ်ကမြင်းကြီးတွေဖြောက်ပေးပါဒါလည်းမှန်တယ်နော်ကောင်းရေးတဲ့တခုပဲဒီကောင်းလေးကိုပြောလိုက်ပါတဲ့မင်းတို့နိုင်မှာတေချာလာအဲ့ဒါတခုပဲဖြေလိုက်ဟုတ်ပြီအဲ့တော့မရိယာမှာအချင်းကြီးကောင်းတယ်စစ်တီတွေလေးစားဖို့ကောင်းတယ်ရလက်သိကောင်းတယ်ချို့အရာတွေကကျွန်တော်ပါဇက်ကမပြောချင်တဲ့အရာတွေများဖြစ်နေတတ်တယ်။ဘာကြောင့်စစ်ဘလူးတွေဖြစ်နေတာလဲချို့ရတယ်နော်။ကျွန်တော်တို့လည်းအခုချိန်မှာစစ်နိုင်နေဆိုတော့ကျွန်တော်တို့ဖန်တာတယ်ပေါ့နော်
ဟုတ်ပါပြီလာပါမယ်ကျွန်တော်အခုလက်ရှိဒီနေ့တွေစေးရလည်းတနိုင်ငံလုံးမဟုတ်စားတနိုင်ငံလုံးဟုတ်လားကျွန်တော်လက်လန်းမိတဲ့အရက်တွေပဲကျွန်တော်ပြောနိုင်ပါသေးတယ်နော်နောက်နေ့ကျအခုမေးထားတဲ့မေးခွန်းလေးတွေအားလုံးကိုကျွန်တော်ဖြေပါမယ်နော်ပရမိုတာကဘယ်လောက်ထိအသုံးတက်နိုင်မလဲကိုမောင်ပရမိုတာကကျွန်တော်ပရမိုတာနဲ့ပတ်သက်ပြီးတော့ထိရောက်မှုကိုကျွန်တော်လေ့လာမိတယ်နော်ပထမအဲ့လောက်ထိကျွန်တော်ယုံကြည်မရှိခဲ့ဘူးနောက်ပိုင်းကျတော့ပရမိုတာရဲ့ကျိုးသက်ရောက်မှုကအခုစကိုင်းဘက်မှာတိကျတယ်အကိုအဲ့ဒါကျွန်တော်ကပြောတာမဟုတ်စစ်တပ်ကပြောတာမဟုတ်နော်ဒီ PDF ကပြောတာတိကျတယ်လာပြီးကွက်တိပဲကြာကွက်တိသက်သက်ဟုတ်တယ်လေလက်နဲ့သေးတော့တိကျကင်ပြီးတော့ကိုလိုချင်တဲ့နေရာဟောဒါလေဟေးဆိုနာမည်မေးပြချရောအမင်းတွတ်ဆိုပြီးတော့ချသွားတာအဲ့ဒီခါကျတော့တော်တိကျပါလေပရမိုတာတော့တိကျနော်အဲ့တော့ဘာလို့လဲ 0.5 လို့ဘာလို့ရှောင်းနိုင်မလားဒါနံပါတ်1ချက်ပေါ့ဗျာလေနောက်မှ 0.5 လို့ရှောင်းလို့မလွယ်တာလေအဲ့ဒါလည်းနံပါတ်1ချက်စဉ်းစားရမှာဖြစ်တယ်စနိုက်ပါကိုရှောင်းနိုင်မလားဒါကလည်းနံပါတ်စဉ်းစားမှရတယ်ဖြစ်တယ်နော်စနိုက်ပါတော့အဲ့လောက်ထိထိရောက်မှာမဟုတ်ဘူးဒါပေမဲ့ 0.5 ကတော့လေအောင်ပြစ်နိုင်တယ်ဆိုတော့လေပရမိုတာကိုတော့နည်းနည်းလေးတော့ဒုက္ခပေးနိုင်တယ်လို့ထင်တယ်ပေါ့နော်တက်မလို့ drone တင်းကြောင်းပြောပြပါ drone တင်းတက်မလို့ drone တင်းကတိတ်ကောင်းတယ်ဘာကြောင့်ကောင်းတယ်လို့ပြောလို့ရတယ်ဆိုတဲ့ခါကျတော့တက်မလို့ကအခုသုံးနေတဲ့ drone ကသူများစီကနီးပညာယူပြီးကိုယ်ပိုင်စမ်းသစ်ပြီးထုတ်ထားတဲ့ drone ဖြစ်တယ်ကျွန်တော်သိလိုက်မှာပါဟိုခေတ်သေးတို့ဘာလို့ကတင်ပါတယ်မြန်မာနိုင်ငံအီရန်ကလေရင်လာတာပေါ့လေရင်လာ drone တွေလာချပေးပါလေအဲ့ drone တွေပေါ်မှာအခြေခံပြီးတော့နီးပညာကောင်းကောင်းနဲ့ပြန်သုံးတာဖြစ်တယ်အီရန်ရဲ့နီးပညာတွေတော်များပါပါတယ်အားလုံးကရုရှားနီးပညာထင်နေကြတာတရုတ်နီးပညာထင်နေကြမဟုတ်ဘူးတရုတ်နီးပညာဆိုလို့ရှိရင်လည်းတရုတ်ဒီကိုကန်တွေကိုနိုင်တိုက်ခွင့်နိုင်မှာမဟုတ်ဘူးအဲ့တော့အခုအီရန်နီးပညာတွေတို့ကျွန်တော်တို့ကတော့သုံးသပ်တယ်ပေါ့ဗျာနော်အီရန်ကလည်းတကယ် drone နဲ့ပတ်သက်လာလို့ရှိရင်တော့သိရတဲ့အတိုင်းပေါ့ဗျာနော်အမေရိကန်ကသူ့ drone ကိုတဲ့ကဘာကဆွဲချလို့မရဘူးတဲ့လွန်ခဲ့တဲ့ရှိမှာပေါ့လွန်ခဲ့တဲ့15နှစ်လောက်ရှိမယ်10နှစ်ကျော်လောက်ရှိမယ်အဲ့ American drone ကို Iran drone ပညာနော် American drone ကိုအသာသာလေးလှည့်စားပြီးဆွဲချသွားရရှိတယ်အဲ့သူတက္ကသိုလ်တွေကမှနောက်မှလိုက်ရှင်းတယ်ဟုတ်တယ်ဖြစ်နိုင်တယ်အဲ့လိုမျိုးရှိတယ်ကဲဟုတ်ပြီအဲ့တော့ကျွန်တော် like လေးလည်းရပ်ပြစေအောင်ကျေးဇူးအများကြီးတင်ပါတယ်နော်ဒီနေ့ကျွန်တော်အဓိက pin point လုပ်ပြီးပြောချင်တယ်ကာချုပ်ကိုဒီနေ့လေးစားပါတယ်နော်ကာချုပ်ရဲ့ချင်းမြောက်မှုတွေလို့ပဲကျွန်တော်ကထင်တယ်ဒီပမောမှာရှိသောစစ်တီတွေကိုနော်တကယ်အကောင်းစားတွေရိတ်ခါတွေပေါ့ပေးလိုက်တယ်လို့ကျွန်တော်သိတယ်ဒါပေမဲ့ကာချုပ်လို့ပဲကျွန်တော်ပြောမှာဗျာတခုဖြစ်နေကျွန်တော်ကာချုပ်တန်းတုတ်တာပေါ့နော်အဲ့တော့ကောင်းလုပ်လို့ရှိနေသူကောင်းတာလုပ်လို့ရှိနေကျွန်တော်တို့ကကာချုပ်လုပ်နေတယ်ပေါ့ဗျာနော်တုတ်ပါမိသားစုစိတ်ဓာတ်အမှသွားတွေ့ရပါတယ်နော်အဲ့တော့ကာချုပ်နဲ့ဒီဟို comment ဆိုတော့ကျွန်တော်စာက21မှုကြီးအဲ့ဒီကဗန်မောစစ်တီတွေအားလုံးဟာမိသားစုတပ်ဖွဲ့ကိုညက်ရှိနေပြီအဲ့တော့ဒီစိတ်ဓာတ်ကစစ်အောင်နိုင်တဲ့စိတ်ဓာတ်မျိုးပါပဲဗျာနော်ဟုတ်ပြီကျွန်တော်တို့တမလို့အခုလက်ရှိစီရေးအရန်အားကောင်းတိကျလာတယ်အဲ့ drone တွေကောင်းလာမှာနော်ဟုတ်ကဲ့ပါရှင့်ကျေးဇူးအများကြီးတင်ပါကျွန်တော်လိုက်လေးချပြကြအောင်အော်နေအာဆာဆိုတော့ခဏအာဆာဆိုတော့စနလာအာဆာနဲ့အေနဲ့တိုက်ပွဲမှာတဲ့အေဘက်က10ယောက်ထိခိုက်10ယောက်ကျော်လောက်ထိခိုက်နာကျင်မှုရှိတယ်တဲ့နော်အာဆာဘက်က2ယောက်စေးုံတက်ရတယ်တဲ့အဲ့ဒါတော့ကျွန်တော်မြေပြင်သတင်းရပါတယ်နော်ဒါပါနဲ့တူတိုက်ရိုက်ဝင်ဆွေးနွေးနိုင်ပါတယ်ဒီကျွန်တော်တို့စီးရေးနိုင်ငံရေးအခြေအနေလေးတွေတော့အဓိကပြောမှာပါဗျာနော်အခြေအနေကောင်းသလားဆိုတဲ့ခါကျတော့အခြေအနေကောင်းလာတဲ့ရက်တွေအများကြီးရှိပါတယ်နိုင်ငံရေးစီးရေးမှာနော်အဲ့ဒါလေးအဓိကပြောချင်တယ်ဟုတ်ပြီအခုကျွန်တော်ရဲ့ live မှာဝင်ရောက်ဆွေးနွေးလို့ရတဲ့သူတွေအားလုံးဝင်ဆွေးနွေးနိုင်ရနော်ဆွေးနွေးကြပါတယ်ဟေ့ဆိုရှင်လက်ထောင်လိုက်ပါဟုတ်လားဘယ်သူမဆို random မှာပဲဘယ်သူပဲဖြစ်ဝင်ရောက်ဆွေးနွေးနိုင်တယ်နော်မင်္ဂလာပါကုမောင်နဲ့မင်္ဂလာပါနေကောင်းလားဗျာဆိုနေကောင်းပါလေဗျာချစ်ခင်လေးစားလေးရပါဗျာနော်အဲ့တော့ကျွန်တော်ကဘယ်လိုလောက်ကကျွန်တော်ကိုယ်တိုင်လဲကျွန်တော်ကဘာလုပ်ပေးနိုင်မလဲကျွန်တော်စာပြန်ရေးလို့လွယ်မလားကျွန်တော်လည်းအခုကဒီဥစ္စာကိုပေါ့နော်ကျွန်တော်ဟုတ်ပြီ pin message နေကောင်းပါဗျာreport message okay ဘယ်လိုလောက်ကမှချက်ကြည့်မယ်နော် pin message report remote channel ဘာစာပြန်ရေးလို့မရပဲဟုတ်နော်မင်္ဂလာပါကိုမောင်နဲ့မင်္ဂလာပါဒီနေ့ကတော့ကျွန်တော်မိတ်ဆွေတွေအားလုံးနဲ့
down လို့ဝင်ကြည့်နေတာတဲ့အိမ်ရောက်မှနားထောင်ဖြစ်တော့ဟုတ်ကဲ့ပါကျွန်တော်ကအားလုံးနဲ့အတူတူဒီနေ့ဆွေးနွေးမလားလို့ကျွန်တော်နဲ့တော့ join လို့ရမှာတော့မထင်တော့ဘူးဗျာသိလားအားကြောင့်လဲဆိုတော့အခုချိန်မှာကျွန်တော်စာပြန်ရေးလို့မရအောင်စာရေးလို့ရကျွန်တော်ဒီလို့ခေါ်မလဲဟုတ်ပြီဒါမျိုး copy link message လောက်ပုံလုံးရင်းနဲ့ပြန်လေ့လာအောင်မဖြစ်နေဟုတ်ပြီ copy link ကလည်းရပြီမင်္ဂလာပါလေတီနဲ့ join ကြည့်လေပုံမအောင်နော်ပထဝီနိုင်ငံရေးမသိတာပါဒီ pain တွေကညောင်ကျိုးကိုကယ်ပေးပါအောင်နော်ညောင်ကျိုးကအခုအခြေအနေကောင်းပါတယ်နော်ညောင်ကျိုးကအခုအလုံးကြီးအလုံးသေးအလုံးငယ်အားလုံးနဲ့စော်နေပါတယ်တက်ဖက်ကလင်းရင် drone အားလုံးနဲ့ရွတ်ချင်ချောညောင်ကျိုးကိုစော်နေပြီဟုတ်လားအဲ့တော့ခိုင်ဒုက္ခကတော့ပြောတာပါနော်သူတို့ဘက်ကဒီညောင်ကျိုးကိုအလုံးစုံရောက်သွားပြီဆိုတဲ့ပုံစံမျိုးပြောတာရှိတယ်ဘယ်လိုပဲပြောပါအခုကျွန်တော်တို့နေမြေသတင်းတွေအားလုံးရဆိုလို့ရှိရင် AA ကခိုင်ဒုက္ခတို့ကဘာခေါ်မလဲဆိုလို့ရှိရင်တော6တောင်6စစ်စင်ရေးလောက်တာပါနော်တော6တောင်6စစ်စင်ရေးကွန်မောင်းလိုက်ကအမြဲကြီးဖြစ်တဲ့အားပေးပါလေကျေးဇူးအများကြီးတင်ပါနော်တောင်ကုတ်ကိုတဲ့ဘုံမိုးရွာခိုင်းပေးပါတောင်ကုတ်ကနေပြီးတော့အေးပေါ့တောင်ကုတ်လမ်းကျောကနည်းနည်းလေးအငြင်းရှိရဲ့လမ်းကျောဖြစ်တယ်ဒါလည်းသိမှန်ပါတယ်နေကောင်းလားကွန်မောင်းနေကောင်းပါတယ်အဲ့တော့ကိုမောင်မောင်နဲ့ဝင်ဆွေးနွေးလို့ရဖို့ကကျွန်တော်ဘယ်လိုလုပ်ပေးရမလဲဆိုတော့ကျွန်တော်ကိုယ်တိုင်လည်းဒီမှာစာပြန်ရေးလို့မရတာခက်တယ်ဗျာသိလားဟုတ်ပြီကျွန်တော်စီကို link ပြန်လာတောင်းနေဆိုရင်မလဲဘူးဗျကျွန်တော်လုပ်လို့မရအောင်ကျွန်တော်စာရေးလို့မရအောင် remote channel ဟုတ်ပြီ channel pin user time put user timeout or the remove နော် put timeout no မဖြစ်နိုင်မရဘူးအဲ့လိုလုပ်လည်းမရဘူးမရပါဘူးဗျကျွန်တော် invite လုပ်ပေးဖို့မရဘူးဖြစ်နေနော်invite လုပ်ပေးလို့မရကျွန်တော်အားလုံးညောင်ကျိုးရရင်နဲ့တောင်ကုတ်ကိုတဲ့ဆက်တိုက်ပါညောင်ကျိုးရလို့ရှိရင်ညောင်ကျိုးရရင်ကျွန်တော်တို့ကညောင်ကျိုးဆက်ကြော်လာလို့ရှိရင်ထားပါတော့အခု AA ကထိုးစစ်ဝင်လာတယ်ပေါ့တကယ်ညောင်ကျိုးဆက်ကြော်လာလို့ရှိရင်ရှေ့မှာတက်ကွင်းရှိတာပေါ့နော်တော့ပါတော့လည်းပဲအောက်မှာရှိနေကပ္ပစာတွေအတွက်ကကပ္ပစာစေယုံကြီးတွေအတွက်ကအရန်အန်ရကြီးသွားပြီအဲ့ဒီအတွက်ကြောင့်မို့လို့တက်မတော်အနေနဲ့ကဒီညောင်ကျိုးရပြီဟေ့ဆိုရှင်ပကံခွဲရအောင်ဆက်တိုက်ရမှာပါပကံခွဲရရပြီဆိုရှင်ကလားလက်တို့ဆက်တိုက်ရမှာဖြစ်တယ်ကလားလက်တို့ရပြီဟေ့ဆိုရှင်မိုးထီကိုဆက်သွားရမှာဖြစ်တယ်မိုးထီကတော့ပကိုးထဲမှာပါတာပေါ့နေကြားစီးထဲမှာပါတယ်မိုးထီပြီးတောင်ပုံကြီးပေါ့တောင်ပုံကြီးဆိုတာကတော့ရခိုင်ပြည်နယ်ဘက်ချမ်းအောင်ရောက်သွားပြီအဲ့ဒီအတွက်ကြောင့်မို့လို့တော့အခုညောင်ကျိုးတိုက်ခံနေရပြီမယ်ညောင်ကျိုးကလည်းရွှေချင်ပြန်တိုက်ဖို့လိုတယ်ပြန်တိုက်လို့ရှိရင်တော့အဲ့ဒီရီမန်းချက်တိုင်းပေါ့နိုင်ဆုံးတော့ဒီတိုက်ပွဲကတက်မလို့အနေနဲ့ပေါ့နော်ကပ္ပစာစိတ်ယုံကြီးတွေလုံခြုံဖို့ဆိုလို့ရှိရင်ကျွန်တော်တို့ဒီဘယ်လိုခေါ်မလဲကျွန်တော်တို့မိုးထီနေချာစခန်းကိုအရတိုက်ထားမှရမယ်အဲ့လောက်မှသာလေကပ္ပစာစိတ်ယုံတွေလုံခြုံမှာဖြစ်တယ်မဟုတ်ဘူးဆိုလို့ရှိရင်တော့ကပ္ပစာစိတ်ယုံတွေနဲ့လုံခြုံမှာမဟုတ်ဘူးခင်ဗျနော်ဆရာလိုက်အခုပဲတိုက်ရိုက်ကြည့်ဘူးတယ်ကျေးဇူးအများကြီးတင်ပါတယ်ခင်ဗျကျေးဇူးအများကြီးတင်ပါ TikTok နဲ့တပြိုင်တည်းလွှင့်လေဟုတ်သားပဲเนาะနောက်ဆို TikTok နဲ့တပြိုင်တည်းလွှင့်ပါမယ် TikTok ဒီ YouTube ရောတပြိုင်တည်းလွှင့်ပေးမယ်เนาะမင်္ဂလာပါကွန်မောင်ရေးတယ်အမြဲအားပေးနေပါတယ်ဗျ VOA လစ်သွားတာအရန်ဝမ်းသာတယ်ဗျာ RFA လည်းလစ်ရတော့မယ်ဗျအေးပေါ့ VOA လည်းလစ်ရတော့မယ် RFA လည်းလစ်ရတော့မယ်ဆိုတဲ့ပုံစံမျိုးတွေဖန်ဆင်းလာပါပြီဖန်တီးလာပါပြီเนาะအခြေအနေတွေပေးလာပြီဖြစ်တဲ့အတွက်ကြောင့်မလို့တော့VOA တို့ RFA တို့အတွက်ကကောင်းတဲ့ကြရသားကြတဲ့နှစ်ပေါ့ပြောမှအတာစားနေတဲ့နှစ်တစ်နှစ်ဖြစ်ပါလေနော်အဲ့လိုပြောအောင်ပါရခိုင်ကိုအလုံးစုံပြန်ထိန်းချုပ်နိုင်မလားဆိုတဲ့ခါကျတော့ရခိုင်ကိုအလုံးစုံပြန်ထိန်းချုပ်ဖို့ဆိုတာကဒီတက်ချုပ်ကြီးရဲ့နီးဗျူဟာတွေနဲ့တော့ဆိုင်တာပေါ့နော်တက်ချုပ်ကြီးအနေနဲ့ရခိုင်နဲ့ပတ်သက်ပြီးဘယ်လိုမူဝါဒထားလဲဆိုတာကိုသိဖို့လိုတယ်အဲ့ဒီကစထမှုပေါ့ဗျာနော်ကစထမှုအနေနဲ့ဘယ်လိုမျိုးပေါ့မူဝါဒတွေထားလဲဆိုတဲ့ပုံမှာမူတည်တယ်ရခိုင်နဲ့ပတ်သက်ပြီးတော့ဘယ်လိုဆက်လုပ်မလဲဆိုတာအခုချိန်ထိကတော့ရခိုင်နဲ့ပတ်သက်လာလို့ရှိရင်
မပြတ်သားဘူးမျှတာလွန်းတယ်နော်စေးစေးရမှာညံပြင်းလွန်းတယ်လို့ပြောရမှာပါကောက်စားထမှုကနေစပြီးတော့ဒီပေါ့ကျွန်တော်တို့ဦးစိုးဝင်းကနေမှတဆင့်ဒီဦးမင်းအွန်လိုင်းထီဟာရခိုင်ပြည်နယ်ပေါ့နော်ရခိုင်ပြည်နယ်မှာစစ်သေးကြတပုံအေးနဲ့ပတ်သက်လာလို့ရှိရင်တော့ကိုင်းဟိုလှုပ်ရှားမှုတွေလောက်ကင်မှုတွေဟာမပြတ်သားဘူးလို့ကျွန်တော်တို့ပြောရမှာပါပြောမှဆိုစစ်သားမပီတာကိုပြောရမှာပေါ့နော်ကုံမောင်းနဲ့ပြတ်သားပါတယ်ကုံမောင်းနဲ့မင်္ဂလာပါလေးစားပါကုံမောင်းရေးတဲ့ဗန်မော်အကြောင်းလေးပြောပြပါအောင်တော့တဲ့ဟေးဗန်မော်ဗန်မော်ဆိုလို့အချင်းကြီးကောင်းပါလေနော်ဗန်မော်ကတော့ပုံနေမြဲကြားနေမြဲပြန်ဖြစ်သွားပါပြီစစ်သေးကြသပုံနေ KIA သပုံနေနောက်ဆုတ်သွားပြီဖြစ်တယ်အဲ့တော့ဗန်မော်နဲ့ပတ်သက်လာလို့ရှိရင်မြင်နာမှာပါလဲဆိုတော့လေကချင်ပြည်နယ်တပြည်နယ်လုံးမှာရှိတော့ KIA ရောပဲဒီ PDF ကောအားလုံးသောသဘုံတွေကိုဗန်မော်ဟာသူတို့ရဲ့တင်ញိုင်းတက်ကွင်းဖြစ်သွားပါတယ်အဲ့တော့ဗန်မော်မှာစစ်တေဒီလိုမျိုးဖြစ်နေတဲ့အချိန်မှာတော့ကြံတဲ့နေရာတွေမှာမြကြီးနာတို့နော်မိုးကောင်းတို့မိုးညင်းတို့ဟလာအဲ့ဒီဘက်ချမ်းတွေမှာပွဲတောင်မှကျင်းပလို့ရနေတဲ့အတိုင်းတာတွေရှိတယ်ကာတာယာယာအေးချမ်းချမ်းတီတီငင်ငင်လေးတွေရှိနေတယ်ပေါ့ဗျာနော်ဘာကြောင့်လဲဆိုတော့ဗန်မော်ကစစ်တေတွေကိုလေးစားရတယ်ကျေးဇူးတင်ရမှာပါဗန်မော်မကြသူတွေကတော့ဗန်မော်မကြသေးကတော့ကချင်ပြည်နယ်တစ်ခုလုံးသူတို့စဉ်းစားလို့မရဘူးဗန်မော်ကလည်းသူတို့ကြောက်အောင်တိုက်လို့ရမှာမဟုတ်ဘူးဗန်မော်ကလည်း special နဲ့နော် special သူတို့အတွက်တင်ញိုင်းဖြစ်နေပါတယ် KIA အတွက်ကအဲ့တော့ဗန်မော်အကြောင်းနောက်ဆုံးအခြေအနေလေးကျွန်တော်ပြောပါမယ်ဗန်မော်ဒီအခုချိန်မှာပုံမှန်တီငိမ့်ငိမ့်မောင်တီငိမ့်ကြီးဖြစ်နေပါတယ်ခင်ဗျာနော်ကျွန်တော်လည်းကွန်မောင်နဲ့ဆွေးနွေးချင်ပါတယ်တဲ့ဒါပေမဲ့ကျွန်တော်ကစကားပြောသိမကောင်းလို့ပါအေးပေါ့စကားပြောကောင်းတာတွေအရေးမကြီးပါဘူးအဓိကအရေးကြီးတာကစိတ်แท้ရှိရင်ထဲရှိတဲ့အတိုင်းကိုပြောဖို့အရေးကြီးပါတယ်ဗျာနော်အဲ့တော့ကိုမောင်နဲ့စကားပြောဘူးသူတွေအများကြီးရှိပါတယ်နော်ကိုမောင်နဲ့စကားပြောလို့မှဒီပုဂ္ဂိုလ်စကားမပြောတတ်ဘူးဆိုရှင်တော့ဘယ်သူနဲ့မှပြောတတ်မှာမဟုတ်တော့နော်ကိုမောင်ကဘယ်လိုခေါ်မလို့ဆိုရှင်ခေါင်းဆောင်မွေးထုတ်ပေးတာပါတပည့်မွေးမထုတ်ပါဘူးနော်ဟိုငါးတကောင်နဲ့မပေးပါဘူးငါးများနေတင်ပေးတာပါကိုမောင်နဲ့စကားပြောလို့ရှိရင်ဒီလူတယောက်ကိုအယောင်တောက်လာဖို့တိုးတက်လာဖို့ပဲကိုမောင်လက်ခံစကားပြောပါတယ်နော်ဘယ်ခါမှဘယ်စခန်းမကြတဲ့သူတို့မင်းတို့ကြည့်ရတာလဲဘယ်လိုခေါ်မလို့ဆိုရှင်ဘယ်လိုခေါ်မလဲစစ်တည်င်းဆိုတဲ့နေရာမှာအတိအကျသိဖို့အရင်ခက်ခဲတယ်နော်အခုပြောနေတာရအားလုံးဟာစစ်တည်င်းနဲ့ပတ်သက်လာလို့ရှိရင်ဒီနေ့နဲ့မနက်ဖြန်ဖြစ်နေတာကိုပြောတာပါနောက်တစ်ချိန်ဖြစ်လာမှာကိုနော်ပြောနေတာမဟုတ်ပါဘူးလက်ရှိအချိန်ကြီးကမကြသေးတာမကြဘူးလို့ပြောရမှာပေါ့နော်ကြတာကြားတယ်လို့ပြောရမှာပေါ့ဟုတ်လားအဲ့ဒီကြောင့်မလို့မင်းတို့ဒီဘက်ကဒီ channel သွားကြည့်လိုက်ပါမင်းတို့ဘက်ကပုံစံတွေဆိုရှင်ကြပြီးတာကြားလာပြီနော်အဲ့ပုံစံမျိုးတွေဖြစ်နေတာပါမနေ့ကမကြသေးပါဘူးနော် live video call လုပ်လေ live video call အဲ့ဒါတင်မင်းမဘသူတင်မရအောင်လည်းမသိဘူးတင်လို့မရဘူးဖြစ်နေတယ်နော်အခုက but join တက်လို့ရလားတောင်းတက်လို့ရလားမရဘူးလားရရင်တင်မိမယ်နော်ဟာလာတင်မိမယ်တကူကသူတင်တော့YouTube ကလည်းအေးပေါ့ဒါမျိုးကလည်းမသုံးဘူးတဲ့ခါကျခတ်ပါတယ်နော်ကိုမင်္ဂလာပါကိုမောင်နဲ့မင်္ဂလာပါတဲ့ကျွန်တော်တော့နဲ့ကိုမောင် live မှာဝင်ပြောပြီးတဲ့ကျွဲကူကြီးပါပြောတတ်နေပြီတဲ့ပေါ့ကိုမောင်နဲ့အတူတူပြောဘူးတဲ့သူတယောက်ကနော်ပြောဘူးတဲ့သူတယောက်ကိုကိုမောင်ကပန်ပိုးဖို့သူ့ရဲ့နိုင်ငံရေးအသိဉာဏ်တွေပို့ပြီးရင့်တန်လာဖို့နော်ပြိုးထောင်ဖို့ပဲရှိပါတယ်ကိုမောင်ရိုက်ချိုးတယ်လို့ရိုက်ချတယ်ဆိုတော့ဘယ်တော့မှမရှိပါဘူးနော်အဲ့တော့ကိုမောင်နဲ့ပြောဘူးတဲ့သူတွေအားလုံးဟာကိုမောင်အကြောင်းပြောတယ်ကိုမောင်ခေါင်းဆောင်ဝေးထုတ်တာပါတပည့်မဝေးထုတ်ပါဘူးရခိုင်ကိုအားမရဘူးတဲ့ကိုကြီးမောင်ရေးတယ်မြမပြောပြပါတဲ့ဟုတ်တယ်ရခိုင်နဲ့ပတ်သက်လာလို့ရှိရင်တော့အားရစရာတအားကိုနဲတယ်အခုဆိုရင်တင်းရရသားနဲ့ဘာမှမလုပ်တာတွေလည်းရှိတယ်ရခိုင်ပြည်နယ်ပတ်သက်လာလို့ရှိရင်တော့လူလေအများကြနေသလားတော့ထင်ရပါတယ် live မလင်းငင်မှာတဲ့ live together ကိုနှိပ်လိုက်တယ်နှိပ်ထားပါညီလေးနှိပ်ထားပါညီနော် live together ကိုနှိပ်ထားတယ်ဟုတ်ပြီနောက်တော့ဘာဆက်လုပ်အောင်လဲပြောပါဦးအခုလောက်အောင်ပုံစံလေးပြောပြနော်အခုအဲ့ဒါနဲ့ပတ်သက်ပြီးရှာကြည့်တယ်မတွေ့ဘူးဖြစ်တယ်ဟုတ်ပြီအမုန်းခံလူသားကိုမောင်ကိုအလေးပြုပါတယ်တဲ့ကျေးဇူးအများကြီးတင်ပါတယ်ကျွန်တော်တို့အနေနဲ့ကတော့ချစ်ချင်းမုန်းချင်းအကျိုးအမြတ်အတွက်ကြည့်ပြီးတော့ကိုမောင်ရေဆိုပြီးတော့ဒီ platform ကိုယူလာတာမဟုတ်ပါဘူး
ကိုမောင်ဒီပလက်ဖောင်းကိုယူတာဆိုတာမှန်တရားပေါ့မှန်ကန်တဲ့အရာကိုလုပ်ဖို့ပါအဲ့ဒါကြောင့်မို့လို့